ဘုရားယရဏတရားယရဏသံဃာယရဏဒီကုရောယရဏမြတ်သုံးပါးတို့အားယောတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ကုမြောတို့အားယဉ်ကျေးပြီးတော့ကောင်းမှုကံစေနာတို့ကြောင့်ယခုပစ္စကဘဝတွင်အန္တရာယ်ခတ်သိမ်းဒေခတ်သိမ်းကြောင်းကြခတ်သိမ်းဆိုရခတ်သိမ်းတို့မှာအခါခတ်သိမ်းကျင်းတို့ငြိမ်းချကုန်သည်ဖြစ်၍သံဃာဘဝအဆက်ဆက်တို့လှလီအပယ်၄ပါးကတ်၃ပါးယတိ၈ပါးယန္တိမျိုး၅ပါးဝိပတ္တိတရား၄ပါးဗျသနာတရား၅ပါးဒီ၈ပါးဓာန်7ပါးရောဂါအနာမျိုး96ပါးတို့မှာအခါခတ်သိမ်းကျင်းတို့ကြပြီးမိမိတို့အလို့ရှိရာတောင်းတသောစုကောင်းစုတုစုမြတ်နှင့်တကွမချမ်းသာကိုချမ်းသာနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုဘဝတိုးတိုးနှင့်ရလွယ်ရောက်လွယ်နိုင်ကြသည်ဖြစ်စေဟံဗန္တိဣဒရဏေနသဟသေသတိလံသမ္မာယာစာမိအလောကံကတ္တဝါသီလံဒေထမေဗန္တိသုတိယံပိဟံဗန္တိဣဒရဏေနသဟသေသတိလံသမ္မာယာစာမိလောကံကတ္တဝါသီလံဒေထမေဗန္တိသတိယံပိဟံဗန္တိဣဒရဏေနသဟသေသတိလံသမ္မာယာစာမိလောကံကတ္တဝါသီလံဒေထမေဗန္တိသတိယံပိဟံဗန္တိဣဒရဏေနသဟသေသတိလံသမ္မာယာစာမိလောကံကတ္တဝါသီလံဒေထမေဗန္တိယမဟောရာမိတံဝရေထနမောတတ္တဗုဒ္ဓဝတ္တောထတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိဒီတရဏဗဟံလံဒီလံဒီဘုံလံဘာနာတိပါတဝရမိသိက္ခာပဒံသမာရိယာမိဒိနာဒါနာဝရမိသိက္ခာပဒံသမာရိယာမိအာမေတုမိစ္ဆာစာရဝရမိသိက္ခာပဒံသမာရိယာမိမုဒ္ဒဝရဝရမိသိက္ခာပဒံသမာရိယာမိသုရမေရယမစ္ဆပမာဒဌာနဝရမိသိက္ခာပဒံသမာရိယာမိဣဒံမေပုညံအာတဝခယံဝဟံဟောတုဣဒံမေပုညံနိဗ္ဗာနတ္တပစ္စယောဟောတုဣဒရဏေနသဟပိသင်္ဂသီလံသာဓုကောကတ္တဝဓမ္မအပမဒေနသံပါရိထာဒီနေ့တရားပွဲကတရေရွတ်ပွဲဖြစ်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းမိဘေးအန္တရာယ်စသည်လွတ်ကင်းဖို့ရမြို့ရွာတွေမှာမိလောင်မှများလုံးလို့မိဘေးအန္တရာယ်လွတ်ကင်းစေလိုသောကြောင့်တရေရွတ်ပေးခြင်းဖြစ်တယ်မိဘေးနဲ့အတူအခြားသောအန္တရာယ်များလည်းလွတ်ကင်းစေရဘေးရွတ်တဲ့ပွဲဖြစ်တယ်ဘေးရွတ်တဲ့ပွဲမှာတရားတူလို့ဟောခဲ့မြန်မာပြည်ဒီအခြားတိုင်းပြည်များတဲ့ထူးစီကရဟန်းသံဃာတော်တို့ဖြင့်မြန်မာပြည်မှာလူများအပေါ်မှာ
ဆိုဆုံးမှဩဝါဒပေး၍နေတော်တိုင်းပြည်ဖြစ်တယ်မြန်မာပြည်ဒီဟိုးရှိတကောင်းခက်ဟန်လင်းကြီးခက်ကစပြီးတော့ယဟန်သံဃာတော်တို့ကလူများဘောကိုဆိုဆုံးမှဩဝါဒပေး၍နေလာခဲ့သောတိုင်းပြည်ဖြစ်တယ်မဲဆက်ဆက်ပြောင်းလာခဲ့သည့်တိုင်အောင်ယဟန်သံဃာတို့၏ဩဝါဒယဟန်သံဃာတော်တို့၏ဆိုဆုံးမှခြင်းခံယူ၍လာခဲ့သောဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်အခြားသောတိုင်းပြည်များသည်ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာမရောက်ကြဘူးဗုဒ္ဓဘာသာရောက်သောနိုင်ငံများဖြစ်တော်လည်းပဲအဆက်ဆက်ကူးပြောင်းပြီးတော့ရောက်သွားသောကြောင့်သူတို့ဗုဒ္ဓဘာသာကမဟာယာနခေါ်သောဗုဒ္ဓဘာသာဖြစ်ကြတယ်မြန်မာပြည်ကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံသည်ဘုရားဟောတရားတော်ဆက်ဆက်ဘိဓကသုံးပုံဤကဲ9ရပ်ကိုဆောင်၍ဘိဓကသုံးပုံကိုကျင့်ကြံ၍အားထုတ်၍နေကြသောတိုင်းပြည်ဖြစ်တယ်ပရိယတ္တိလမ်းကြောင်းပရိပတ်တိလမ်းကြောင်းလို့လမ်းကြောင်းနှစ်သွယ်ရှိအဲ့ဒီလမ်းကြောင်းနှစ်သွယ်ဖြင့်မြန်မာပြည်သည်အစဉ်စိုက်ဆောင်ရွက်၍လာသောတိုင်းပြည်ဖြစ်တယ်ဒါကြောင့်မို့သူများတိုင်းပြည်နဲ့ရှင်ကြည့်ရင်မြန်မာပြည်သည်တဘာဝဘေးအန္တရာယ်ခေါ်သောရေဘေးမုန်တိုင်းဘေးငလျင်ဘေးမိတောင်ဘေးဆိုတဲ့ဤတွေဒီလိုဘေးတွေမရှိဘူးတစ်ချိန်ကမြန်မာပြည်မှာမုန်တိုင်းကြခဲ့ဘူးလေဒီမြန်မာပြည်ဘက်မှာပသိမ်မုန်တိုင်းကြီးဆိုအကြီးကျယ်ဆုံးဖြစ်တယ်ရခိုင်ပြည်ဘက်မှာဆက်တွေမုန်တိုင်းကြောက်ဖြူမုန်တိုင်းကြီး၃ချိန်အလွန်ကဲကြီးဖြစ်ခဲ့ဘူးတယ်ဒီနောက်မှာမြန်မာပြည်မှာမုန်တိုင်းမကြရောက်တော့တကယ်လို့မုန်တိုင်းရှိတော့လည်းပဲဒီမှာတော့မရောက်ဘူးဒါဘာကြောင့်မရောက်တယ်လို့လူတို့ရဲ့ကံလည်းပါတယ်ရဟန်းသံဃာတော်တို့ရဲ့တားမြစ်ချက်လည်းဖြစ်တယ်မုန်တိုင်းကိုအန္တရာယ်ကိုတားမြစ်လို့ရတယ်တစ်ချိန်ကဘုန်းကြီးထံကိုဧရာဝတီတိုင်းမှာနေတော့ဆရာတော်တစ်ပါးကစာရေးဘူးတယ်တတိယကဘာစစ်ကြီးဖြစ်မှကြောက်ဖို့အလွန်ကောင်းပါတယ်တတိယကဘာစစ်ကြီးဖြစ်ခဲ့တော့နေယူကရိယာစက်ပွဲကြီးဖြစ်မယ်ကဘာလောကကြီးအကုန်လုံးမေးခုံးတောက်ပြာကျသွားမယ်လူရောတတ်တော်ဝါရောအရာဝတ္ထုရောဘာမှကြမှာမဟုတ်အဲ့ဒီလိုစက်ပွဲကြီးမဖြစ်အောင်ဆရာတော်လိုမေတ္တာရှင်ပုဂ္ဂိုလ်ကြီးကတားပေးတော်မူပါလို့စာရေးတယ်ဘုန်းကြီးကသူပုဂ္ဂိုလ်ထံစာပြန်လိုက်တယ်တတိယကဘာဆက်မဖြစ်စေရဘူးဘုန်းကြီးတားလိုက်တာနှစ်ပေါင်း20ကျော်ကြာပြီလို့ရဲဝံပဲဒီစကားကိုဝန်ခံချက်နဲ့တော့ပြောလိုက်တယ်ဒီအကြောင်းကိုရန်ကုန်ပဇွန်တောင်ရှေ့ပိုင်းဟောတော်တရားပွဲမှာဒီကြောင့်ထည့်ဟောခဲ့တယ်ဒီကြောင့်ထည့်ဟောတော့တရားနာပရိသတ်တွေကပါတဲ့သင်္ဘောဥတ္တမောင်ကတတိယကဘာစစ်ကြီးမဖြစ်အောင်ရဲတာဝန်ခံသောပုဂ္ဂိုလ်ရဲ့လို့ခေါင်းစဉ်တပ်ပြီးတော့ဆောင်းမပါလာတယ်ထို့နောက်သစ္စာနယ်ကဆရာတော်တစ်ပါးကဆောက်ပြန်တယ်ဆရာတော်ရဲ့မေတ္တာစွမ်းအားနဲ့တတိယကဘာစစ်ကြီးတားလို့ရတယ်ဆိုတာဒီပြီးတော့ယုံကြည်ပါတယ်ကြောက်စရာကောင်းတာကပင်လယ်ကလာတော့မုန်တိုင်းကြီးရှိပါတယ်မုန်တိုင်းကြီးကိုလည်းဆရာတော်ကြီးတားပေးတော့မူပါလို့သူကဆောက်ပြန်တယ်ပသိမ်နဲ့ကြာတော့မုန်တိုင်းကြီးတော့ကသူ့เจ้าကြီးလည်းမုန်တိုင်းကြီးလို့เจ้าကြီးတစ်စောင်းကြီးဖြစ်နေတယ်ခုတည်းကเจ้าတစ်စောင်းကြီးနဲ့နေရာတော့ရှိပါတယ်မိုးတွင်းကပင်လယ်ကလာတော့မုန်တိုင်းကြီးကိုအလွန်ကြောက်ပါတယ်လို့ဆိုတယ်ကိစ္စမရှိဘူးတတိယကဘာစစ်ကြီးတောင်မဖြစ်အောင်တားနိုင်နေတာမုန်တိုင်းလောက်တော့ရအောင်တားနိုင်တယ်လို့ဘုန်းကြီးကသူ့ကိုဝန်ခံနှစ်သက်ပွေသောစကားကိုပြောခဲ့တယ်ရန်ကုန်မြို့ကဘာအေးကျောင်းတိုင်ဘုန်းကြီးတင်တန်းများတင်တန်းဆင်းပွဲကိုဘုန်းကြီးနဲ့တိုက်ဆိုင်သွားလို့ဆရာတော်ကြီးကကျောင်းတိုင်ဘုန်းကြီးများဩဝါဒပေးတော်မူပါလို့တောင်းပန်ကြတယ်ကျောင်းတိုင်ဘုန်းကြီးတင်တန်းကျောင်းအုပ်ချုပ်တော်ဆရာတော်များကဘုန်းကြီးကိုကမ်းနဲ့လာပြပြီးတော့ဩဝါဒပေးဖို့ရတောင်းပန်လို့လက်ခံကျောင်းတိုင်ဘုန်းကြီးများတင်တန်းဩဝါဒပေးရမှာတော့ဘုန်းကြီးတွေအတွက်ဤပေးခဲ့တယ်တပည့်တော်တို့ဗုဒ္ဓဘာသာဘုန်းကြီးများဟာချစ်မြတ်သောပုဂ္ဂိုလ်တွေလုပ်လို့ရတယ်ချစ်မြတ်အောင်လုပ်လို့ရတယ်အစွမ်းရှိအောင်လုပ်လို့ရတယ်အစွမ်းရှိအောင်လုပ်နည်းနေလို့ကသူတို့ကိုဤပေးခဲ့တယ်ဗုဒ္ဓဘာသာဘုန်းကြီးများကိုအနောက်တိုင်းကလူတို့ကမြင်ရတယ်ဗမာပြည်ကဗုဒ္ဓဘာသာဘုန်းကြီးများသည်အခြားသောတိုင်းပြည်ကဘုန်းကြီးဗုဒ္ဓဘာသာဘုန်းကြီးများတဲ့ထူးခြားသောပုဂ္ဂိုလ်တွေဖြစ်တယ်လို့သူတို့မြင်လို့အင်္ဂလိပ်စာဖြင့်ဆောင်းပါးရှည်ကြီးရေးထားတာဘုန်းကြီးဖတ်ရဘူးတယ်မြန်မာပြည်ဗုဒ္ဓဘာသာဘုန်းကြီးများသည်သူတို့ပညာကိုအလွန်တတ်အောင်သင်သောပုဂ္ဂိုလ်များဖြစ်တယ်လို့သူတို့က
တိမှပြုထားတယ်သူတို့ရေးတဲ့စာရဲ့အဆိုကမြန်မာပြည်ဒီယဟန်တန်ကအများဆုံးတိုင်းပြည်ဖြစ်တယ်များသောတန်ဃာတော်တို့သည်လူပြိုတွေကြီးဖြစ်သောကြောင့်ဒီကြောင့်လည်း၌များကြီးစုပေါင်းနေတယ်လို့ရေးချတယ်အဲ့ဒီဆောင်းပါးပတ်တော့ဘုန်းကြီးကစာဖတ်ရင်ပြုံးမိတယ်ဗုဒ္ဓဘာသာဘုန်းကြီးလူပြိုတွေကြီးဖြစ်သောကြောင့်ဆိုတဲ့စကားဝိသေသနာမှားထားတယ်အခြားတိုင်းပြည်မှာလူပြိုတွေကြီးစုနေတဲ့တိုင်းပြည်ပြည့်မရှိဘူးမြန်မာပြည်ကရှိတယ်ဘုန်းကြီးဆိုတာလူပြိုတွေပေါ့သူလူလူကြီးဖြစ်တော့ကြောင့်တဏှာတဲ့များကြီးစုပေါင်းနေလို့ရတယ်အဲ့ဒီမြန်ကဟုတ်ပါတယ်ဒီကြောင့်လည်းကိုတန်ဃာကရာထောင်ရှိနေဘုန်းကြီးတို့နေခဲ့တဲ့ပခုတ်ကိုစာရင်းလက်ကြီးများမှာဝါဆိုတန်ဃာတွေ1000ကျော်တယ်အကျိုးနဲ့အဲ့ဒါကျဲဒီကြောင့်လည်းကို100ကျော်ရှိတယ်အောက်ထပ်50ထက်ထပ်50အဲ့လိုနေခဲ့ဒီပုဂ္ဂိုလ်တွေဘာလုပ်ကြတော့ယဟန်ပုဂ္ဂိုလ်တို့ရဲ့နေနည်းကိုသူတို့ကသုံးသပ်ကြည့်ထားတယ်မြန်မာပြည်ယဟန်တန်ဃာတော်တွေဟာအများဆုံးလည်းရှိကြတယ်အများဆုံးလည်းစုပေါင်းနေကြတယ်စုပေါင်းပြီးတော့ဘာလုပ်နေကြတယ်တော့သူတို့ရဲ့စာနာရိက္ခာအတွက်သူများလို့လဲမထွန်ဘူးရာမထွန်ဘူးဥယျာဉ်ချမ်းပင်မလုပ်ဘူးကိုမတော်ရဘူးပရိယေတနာအတွက်လုပ်ကြမလိုဘူးတဲ့အချိန်တန်လို့ရှိရင်သူတို့ကဆုံးခံစားတယ်လူများကသူတို့စားသုံးဖို့ရလှူကြတယ်နေဖို့ရကြောင်းဆောက်လှူကြတယ်သင်္ကန်းလှူကြတယ်အဝတ်အတွက်အသုံးဆောင်ပစ္စည်းလှူကြတယ်လှူကြတော့ကြောင့်သူတို့မှာအချိန်အားကြီးရှိတယ်အားတော့အချိန်ကြီးဘာလုပ်နေကြလဲစာပေသင်ကြတယ်စာပေသင်ကြပေးသောပုဂ္ဂိုလ်များကလည်းသင်ကြပေးကြတယ်ကျန်သောပုဂ္ဂိုလ်များစာပေပညာသင်ယူနေကြတယ်အားလုံးပညာကြီးတယ်လုပ်နေကြတယ်ဒါကြောင့်မြန်မာပြည်ကဗုဒ္ဓဘာသာဘုန်းကြီးများဒီပညာအတ္တဆုံးဖြစ်တယ်တဲ့သူတို့သုံးသပ်ထားသောပညာတွေမှာမြန်မာဗုဒ္ဓဘာသာဘုန်းကြီးများဒီမြေရှို့မိုးပြန်နိုင်သောပညာလည်းတတ်တယ်ကိုယ်ကိုမမြင်အောင်ဖြောက်နိုင်သောပညာလည်းတတ်တယ်ဓာတ်နဲ့ခုတ်လို့မပြတ်သောပညာလည်းတတ်တယ်တဲ့ဒုံးနဲ့ရိုက်လို့မနာသောပညာလည်းတတ်တယ်တဲ့တဏှာနဲ့ပြက်လို့ကြီးစံမထွက်သောပညာလည်းတတ်တယ်သူတို့ကအတော်ကိုသုံးသပ်ထားတယ်ရှင်းချက်ခက်ကရှိခဲ့ဘူးလေဒုပိဓာပိပညာအဲ့ဒါတွေရှိတယ်ဒီခုခက်လက်တချို့ဘုန်းကြီးတွေရှိကောင်းရှိပါလိမ့်မယ်မြေရှိုးမိုးပြဆိုတာကဇံပင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တစ်ချိန်သောအခါကမန္တလေးမြို့လေစိတ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါကြီးလေမြန်ရင်းဆင်းလာတယ်အဲ့ဒီလေမြန်မောင်းသူကဂျာမနီလူမျိုးဖြစ်တယ်ရဲသားများကကိုရင်လေးတွေအနှံ့ကိုက်လေမြန်ကြည့်ကြတော့အခါနံပါတ်တုတ်ကလေးနဲ့တားလို့အနှံ့မကပ်ဖို့ပြောတယ်လေမြန်မောင်းနဲ့ပိုင်းလို့ဂျာမနီလူမျိုးကသူတို့ကိုဒီလိုမချိတ်ချောက်ပါနဲ့တဲ့သူတို့အစွမ်းရှိတယ်တဲ့ကျုပ်တို့ကလေမြန်နဲ့သာလည်းအဖြစ်ကောင်းငင်သွားနိုင်တယ်တဲ့ဒီဘုန်းကြီးယဟန်ကိုရင်လေးဟာကောင်းငင်မှာအလိုလိုပြန့်နိုင်တယ်ကျွန်တော်လေမြန်နဲ့မောင်းလာတော့ကကောင်းငင်မှာပြန်နေရတာအများကြီးတွေ့ခဲ့တယ်လို့ပြောဘူးမကြသေးမီတော့အချိန်ကအမေရိကန်လေယာဉ်ပြန်မြန်မာပြည်ပါနေပြီးတော့အရှေ့ဘက်ထိုင်းယူရီးယားဘက်ပြန်သွားတော့ကကောင်းငင်ဘုန်းကြီးသုံးပါကောင်းငင်ကပြန်သွားတာတွေ့လိုက်ရတယ်တွေ့လို့တိုင်းလောကရှင်းလင်းမြန်သူ့ကင်မရာဖြင့်ဆွဲရရိုက်ကူးလိုက်တယ်သုံးပါးမှာတစ်ပါးပဲရလိုက်တယ်ဓာတ်ပုံထဲမှာထင်တယ်နှစ်ပါးမထင်ဘူးအဲ့ဒီလိုကောင်းငင်ပြန်နေတာဒီအများကြီးရှိတယ်သူတို့ပြောတဲ့သုံးသပ်တဲ့အတိုင်းဖြစ်တယ်ဒီတော့ဘုန်းကြီးကသင်ကျောင်းနဲ့ဘုန်းကြီးသင်တန်းကျောင်းကိုပြောခဲ့တယ်အရှင်ဘုရားတို့တပည့်တော်တို့စွမ်းနိုင်တဲ့ပညာတွေရှိတယ်စွမ်းနိုင်တဲ့ပညာတွေတဲ့ဘာတွေပါလဲဆိုတော့ပင်လယ်ကလာတဲ့မုန်တိုင်းကြီးကိုကုန်းပေါ်လို့မရောက်အောင်လူတွေအန္တရာယ်မဖြစ်အောင်တားနိုင်တယ်မိုးခေါင်နေတာကိုမိုးရွာအောင်လုပ်လို့ရတယ်မိုးရွာအောင်လုပ်တဲ့နည်းရှိတယ်လူရွာတွေမီးဘေးအန္တရာယ်ကြာရောက်နေတာကိုမီးဘေးအန္တရာယ်မှလွတ်ကင်းအောင်လုပ်နိုင်နေရှိတယ်ပိဋတရားတွေပြောတယ်ပိဋတရားသည်အရာရာခတ်သိမ်းကိုတားမြစ်နိုင်တယ်မြတ်စွာဘုရားရှင်လက်ထက်တော်အခါကဝေသာလီပြည်ကြီးဘေးကြီးသုံးပါးဆက်ရောက်နေတယ်ဒုဗိခဒုဗိကန္တရငတ်မော့ခေါမခြင်းဘေးကျုံနေတယ်ဒီရောဂန္တရအနာယောဂါတွေကြာရောက်တယ်လူတွေသေကြတယ်အဲ့ဒီသေတဲ့လူတွေအကြောင်းပြုပြီးတော့ဒီလူတွေဝင်ကြတယ်ဒီလူတွေကလူတွေကိုဆွဲယူစားကြတယ်သေသူရောမသေသူရောဖန်စားလို့ရောစားကြတယ်အဲ့ဒီလိုဒီလူဘေးရဲ့ဘေးကြီးသုံးပါးဆက်ရောက်နေတယ်ဒီတော့ဒီတိုက်ပြည်အုပ်ချုပ်တဲ့ဘုရင်ကသူတို့ပုံနှဖြူပုံနှညိုဆရာကြီးတွေတင်ထားတော့ပုံနာတွေကိုခေါ်၍မေးတယ်
ဒီဘေးအန္တရာယ်၃ပါးလွတ်ကင်းအောင်ဘယ်လိုလုပ်ရမလဲလို့အကြမ်းဉာဏ်တောင်းတယ်ဆွေးနွေးကြည့်တယ်ပုံနာတွေကဘာပြောကြလဲဆိုတော့ရစ်ကြီးပူဇော်ခြင်းရက်ငယ်ပူဇော်ခြင်းပူဇော်ရမယ်စိတ်ကောင်းရေးဘက်လောက်ငွားကောင်းရေးဘက်လောက်လူတွေလည်းပါတယ်အဲ့ထက်မှာဒီလိုဟာကြီးပူဇော်မှဒီဘေးကြီးလွတ်မယ်လို့ကြံတယ်လူတွေဒုက္ခရောက်နေပါရင်ဆိုကားမှတတ္တဝါတွေတတ်ယူရင့်နဲ့ပူဇော်ခြင်းဖြင့်လွတ်ကင်းနိုင်ပါမလားတန်တရားရှိတယ်နောက်တော့အလွန်လိမ္မာသောအမတ်ပညာရှိကြီးကအရှင်မင်းကြီးလောကမှာအတုမရှိတော့မြတ်စွာဘုရားရှိတယ်မြတ်စွာဘုရားတဲ့လူပုံနာတွေပိုးရဘာမှမသိနိုင်ပါဘူးမြတ်စွာဘုရားနှုတ်တော်တော့မိန့်တော်မူသောအန္တရာယ်တားခြင်းကိုသာလေအရှင်မင်းကြီးယုံတော်မူပါမြတ်စွာဘုရားချလျှောက်ထားပါမြတ်စွာဘုရားတောင်လျှောက်ထားတော့မြတ်စွာဘုရားရှင်ကဖြစ်နိုင်တယ်ဒီဘေးအန္တရာယ်ကိုချက်ချင်းလက်ငင်းလွတ်ကင်းသွားအောင်နည်းရှိပါလေဒီတာဝန်ကိုမြတ်စွာဘုရားကယူလိုက်တယ်ယူလိုက်ပြီးတော့မြတ်စွာဘုရားရှင်ကညီတော်အာနန္ဒာကိုယရဏတုတ်ဘေးကြီးသင်ပေးတယ်ယရဏတုတ်ဘေးကိုညီတော်အာနန္ဒာသင်ပေးပြီးတော့ညင်300ကာလပတ်လုံးဝေသာလီကြီးရဲ့တတိုင်း3ဓာတ်အတွင်းမှာရွတ်ပတ်တရ10ရမယ်လို့ရွတ်ပတ်တရ10လေရွတ်ပတ်တရ10ခြင်းရဲ့ရှေ့ဖို့မှာပုပ္ပကိစ္စရှိတယ်ပရိကံဆိုအချမ်းအယံရှင်းဥစွာပြုသောနည်းမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုအောက်မေ့တယ်မြတ်စွာဘုရားရှင်ဒီလေးသိချင်းနဲ့ကဘာတသိန်းတောင်ပါရမီ7ပါးအပြား30စွန့်ချင်းကြီး5ပါးစရိယ3ပါးတို့ကိုကျင့်တော်မူတယ်လောကကြီးမှာကျင့်ရင်နေရတဲ့တတ္တဝါတွေကဲတင်နိုင်ရန်အတွက်တဏှာတော်ကြောင့်ဒီကဲ့သို့သောဆင်းရဲဒုက္ခကိုယ်ဤပင်မရဲ့စိတ်ဤပင်မရဲ့နွမ်းနယ်တယ်လို့မယူဆအများကောင်းကျိုးဆောင်ခြင်းဒီပင်နဲ့9ရက်မြတ်သောအကျင့်ပဲလို့ဝိနည်းများစွာတတ္တဝါတွေကိုကဲတင်လိုသောကြောင့်တိန်တော်တာရေယံမုတ်တော်မောစေယံဘုဒ္ဓဘောဓေယံခံ၍ထောက်ရှုဘုရားစုရမှုစိတ်တံဝမ်းနဲ့ကြံပြီးတော့တိန်တော်တာရေယံငါဘဝဒီဟုသောသမုဒ္ဒရာမှလွတ်မြောက်နိုင်ခဲ့သည်ရှိသောဝိနည်းများစွာတတ္တဝါတွေကိုလည်းလွတ်စေမည်မုတ်တော်မောစေယံငါသံဃာဝဆင်းရဲမှကျွတ်လွတ်နိုင်ခဲ့သည်ရှိသောဝိနည်းများစွာတတ္တဝါတွေကိုလည်းကျွတ်လွတ်စေမည်ဘုဒ္ဓဘောဓေယငါသစ္စာ၄ပါးတရားကိုသိမြင်နိုင်ခဲ့သည်ရှိသောဝိနည်းများစွာတတ္တဝါတွေကိုလည်းသိမြင်စေမည်ဟူသောရည်ရွယ်ချက်ဖြင့်ရဲသိခြင်းနဲ့ကဘာသိဟူသောခရီးဝဲကြီးကိုပင်လက်တကမ်းကဲ့သို့သဘောထားပြီးတော့ကြင့်ကြံကြိုးကိုအထုတ်လာခဲ့တယ်ဤကဲ့သို့သောဂုဏ်ကျေးဇူးတွေအောက်မေ့ဒုက္ခရစရိယကျင့်တော်မူခြင်းကစပြီးအရာခတိမြတ်စွာဘုရားဂုဏ်တော်နှစ်သက်ဖွယ်ကြီးညိုပွဲတွေကိုအားရစရာကြီးအောက်မေ့ပြီးမှညင်300ကာလပတ်လုံးတိုင်း3ဓာတ်၌သင်္ကြန်လျှောက်၍ညီတော်အာနန္ဒာသည်ရွတ်ပတ်လိုက်သောအခါဝေသာလီကြီးကြရောက်နေသောဘေးကြီး3ပါးတခါလဲကင်းစင်လွတ်ပြောက်သွားတယ်ကင်းစင်လွတ်ပြောက်သွားပြီးတော့ဒီလူတွေကလည်းအနံ့မကနိုင်အောင်ဘေးကိုဖယ်ပေးဝေးသွားကြတယ်ဒီကနောက်တာဘေးအန္တရာယ်လည်းမရောက်တော့ဘူးကြရောက်ပြီးတော့ဘေးအန္တရာယ်လည်းစင်ကြယ်သွားတယ်ဒီအခါတန်ရှင်းအောင်မိုးကြီးစွာရွာတယ်မိုးကြီးစွာရွာသောကြောင့်သေကြသောလူတွေအလောင်းတွေလူသေး၍ဒီလူတွေစားထားတော့လူတွေအယိုးတွေမကောင်းသောအနံ့အသက်တွေကိုအကုန်လုံးရေထဲပါမျောပါသွားတယ်အားလုံးတန်ရှင်းသွားတယ်ဒီချိန်ကစလို့ပရိတရားဆိုလူလောကပေါ်လာတယ်ပရိဟူသောစကားသည်ပရိဒ္ဓဟူသောပါဠိစကားမှလာတယ်ပရိဒ္ဓဟူသောစကားသည်အယံတကိုပြောခြင်းဖြစ်တယ်အယံတဆိုဒီမှာလူတို့ကျဲထားသောယာကင်းပြိုကင်းများကိုနွားကျွဲစသောတိရစ္ဆာန်တို့မဖြစ်ဆန်းသိနိုင်သေးခြင်းအကျိုးငါစီးဆောင်ရန်ကာရခဲ့အယံတကိုပရိဒ္ဓသုံးတယ်ပရိဒ္ဓသည်အယံတဖြစ်တယ်ဒါကြောင့်မို့လူလောက၌မကောင်းသောဘေးရန်အန္တရာယ်ကာကွယ်နိုင်သောအစွမ်းသည်ပရိတရားတော်ဖြစ်တယ်မြတ်စွာဘုရားရှင်ကဒီပရိတရားတော်တွေကိုသူ့နေရာနဲ့သူကာကွယ်ဖို့ရဟောကြားထားခဲ့တယ်တို့မြန်မာနိုင်ငံဒီဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်တယ်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်ပရိတရားတော်ဖြင့်မြန်မာပြည်တားဆီးနေခဲ့တယ်။ကျောင်းတိုင်ဘုန်းကြီးများကိုဘုန်းကြီးဟောဝါဒပေးရမှာအဲ့ဒီလိုပရိတ်ကိုအရှင်ဘုရားများလူလောကကြီးမှာကျောင်းတိုင်ဘုန်းကြီးဖြစ်နေပြီးဆောင်ရွက်ကြရမယ်။ဗုဒ္ဓဘာသာကျောင်းတိုင်ဘုန်းကြီးများဒီပရိတ်အမြဲရွတ်ကြတယ်။ရန်ကုန်မြို့သာသနိကဌာန
တက္ကသိုလ်ကပဋိက္ခကြီးတယောက်ကဘုန်းကြီးပေးရုပ်ဘက်တစ်ခုကိုလာပြီးတော့သူကမဲတယ်မြန်မာပြည်ဒီဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ပရိတရားတော်ရဟန်းပုဂ္ဂိုလ်လည်းရွတ်ကြတယ်ရွတ်ကြတော့လည်းပဲအချို့သောပုဂ္ဂိုလ်တို့ရွတ်သောပရိတ်ကြီးထင်ရှားတယ်ထက်မြက်တယ်တကိုးရှိတယ်အချို့သောပုဂ္ဂိုလ်တို့ရွတ်ဖတ်တဲ့ဆယ်ဒီမှာတကိုးမရှိတဲ့ကဲမသိတာဘူးတဲ့အဲ့ဒါဘယ်လိုထူးပါလဲပုဂ္ဂိုလ်ကထူးနေသလားပရိတ်ကထူးနေသလားသိပြရစေလို့မေးတယ်သူမဲတဲ့အဖြေကိုသိရသူအနားမှာအတန်ဖန်းဆက်ချထားတယ်ဘုန်းကြီးဖြေကစေရနာထူးတယ်လို့ဖြေလိုက်တယ်သူအမဲကပုဂ္ဂိုလ်ကထူးသလားပရိတ်ကထူးသလားဘုန်းကြီးဖြေကစေရနာထူးတယ်ပုဂ္ဂိုလ်ကထူးတယ်လို့လည်းမဆိုနိုင်ဘူးပရိတ်ကထူးတယ်လို့လည်းမဖြေဘူးစေရနာထူးတယ်ဘာစေရနာလဲကရုဏာမေတ္တာစေရနာကရုဏာမေတ္တာစေရနာထင်ရှား၍ချက်မြက်နေသောပုဂ္ဂိုလ်တကယ်လှိုက်လဲသောစေရနာရှိသောပုဂ္ဂိုလ်ရဲ့ရွတ်ဖတ်သောပရိတ်တာမန်သောပုဂ္ဂိုလ်ရဲ့စိတ်ထားနှင့်ရွတ်သောပရိတ်ထင်ရှားတယ်ချက်မြက်တယ်ဥပမာမိုးခေါင်နေလို့မိုးရွာစေခြင်းနဲ့ဆိုတော့မိုးရွာစေခြင်းသောအခါထိုထင်ရှားချက်မြက်သောပုဂ္ဂိုလ်ရွတ်သောမိုးပရိတ်မိုးရွာစေတယ်ဥပမာတစ်ခုပြောမယ်ရှေးတစ်ချိန်အင်္ဂလိပ်ဆိုအခက်ကဟင်္ဒရနယ်ကြီးမိုးအလွန်ခေါင်ခဲ့မိုးခေါင်သောကြောင့်ဟင်္ဒရနယ်ကလူတွေကောက်ပဲသီးနှံအတွက်စဘာတွေစိုက်ပျိုးဖို့ရမိုးမရွာပြိုးလည်းမထောင်နိုင်ကြဘူးလူတွေအကြီးအကျယ်ဒုက္ခရောက်နေတယ်ဒီတိုင်းဆိုလို့ရှိရင်မိုးချိန်ရောက်လို့ပြိုးဆောင်ရင်စဘာစိုက်ပျိုးချိန်မှာမိုးမရွာတော့ဘယ်နှမှမတတ်နိုင်ဘူးဟင်္ဒရမြို့မှာအုပ်ချုပ်နေသောအရေးပိုင်ကအင်္ဂလိပ်လူမျိုးဖြစ်တယ်အင်္ဂလိပ်လူမျိုးဖြစ်တော့လေသူသည်ရှင်ရဲနောက်ရည်မျောတွေးတတ်တော်သူဖြစ်တယ်။လိုက်လျောညီတွေကျင့်တတ်သောအင်္ဂလိပ်လူမျိုးတယောက်ဖြစ်တယ်။လူတွေကပြောရတယ်မိုးခေါင်နေပြီကျုပ်တို့နေကြီးစံစဘာကိုမှီ၍အသက်မွေးသောဒေသဖြစ်တယ်။မိုးခေါင်လို့ရှိရင်ကျုပ်တို့ဘာမှမလုပ်နိုင်ဘူး။အဲ့တော့မိုးရွာဖို့ရအရေးကြီးနေတယ်။မိုးရွာဖို့ရဖြစ်နိုင်တဲ့နည်းရှိသလားလို့မေးတော့အရေးပိုင်ထံအလုံးလုံးနေကြတော့စီရေးကြီးတွေသူ့လက်အောက်ကနေပိုင်းဒီမြို့ပိုင်းတွေကပြောကြတယ်ရှိပါတယ်ဗုဒ္ဓဘာသာဘုန်းကြီးများမိုးရွာအောင်လုပ်နိုင်တယ်လို့ကြားဘူးပါတယ်အဲ့ဒီလုပ်နိုင်တဲ့ဘုန်းကြီးတွေအချက်မြတ်ဆုံးဘုန်းကြီးကပြောပါဘယ်ဘုန်းကြီးလဲဒီတော့လေဒီဆရာတော်ဘုရားကြီးခက်ဖြစ်တယ်လေဒီဆရာတော်ဘုရားကြီးထိုနှစ်ကပြည်မြို့၌ဝါဆိုတယ်ဒီတော့ပြည်မြို့နဲ့သင်္ဒရာအနည်းလေးကောင်းပြီဒီလိုဆိုကျွန်တော်သမောတစဉ်ပေးမယ်လေဒီဆရာတော်ဘုရားကြီးကိုသွားပြမှာဒီမှာပေးရွတ်ပါစေလို့သူကညွှန်ကြားတယ်ဝန္တာအာရဗုဒ္ဓဘာသာတရားတွေကဒီဘက်ပြေတော်သမောကြီးနဲ့လေဒီဆရာတော်ဘုရားကြီးပြင်မြို့သွားပြင်ညာလေဒီဆရာတော်ဘုရားကြီးကလည်းလွယ်လွယ်ပဲအလွန်ကရုဏာကြီးတော်ဆရာတော်ကြီးဖြစ်လို့သူသမောပြင်လိုက်ပါလာတယ်လေဒီဆရာတော်ဘုရားကြီးကသူ့ကိုမိုးရွာစေလိုသောကြောင့်ပြင်ရင်းဖြစ်တယ်ဆိုတာသူသိတော့ဒီလိုလက်ခံလဲကသူကပရိကံပြုတယ်ပရိကံဆိုတဲ့စကားကရှေးဥစွာကြိုတင်ပြင်ဆင်မှုဖြစ်တယ်လေဒီဆရာတော်ဘုရားကြီးကသစ္စာဒိဋ္ဌာန်ငါဒီရဟန်းငယ်ဘဝတုန်းကပဲလူအများကိုယေရှုခဲ့တယ်ကိုယ်တိုင်ရေအိုးတွေထမ်း၍တောက်ရေအိုးတွေကိုတည်ခဲ့တယ်သုံးရေတွေကိုထားခဲ့တယ်တောက်ရေသုံးရေတွေကိုတည်ထားခဲ့ဘူးသောကောင်းမှုရှိတယ်အစင်းတစ်စိုက်ဉာဏ်ကိုယေရှုခဲ့ဘူးသောကောင်းမှုရှိတယ်ဒီကောင်းမှုမှန်သောကြောင့်ထိုမိုးလိုသောအရာ၌မိုးသည်ရွာသွန်းပါစေတည်းဒီဟာကိုစိတ်ထဲကတွဲ၍ဒိဋ္ဌံထားတယ်လူလှူခဲ့သောစေရနာရဲ့ချက်မြတ်ပုံနှစ်သက်ပုံကိုလည်းပြန်လေးအောင်းမိဒါပရိကံခေါ်တယ်ပရိကံဟူသောစကားကိုခုကက်မှာပုဂ္ဂိုလ်ရဲ့တကောစွမ်းကိုအခြားဟူရဲ့သုံးတယ်မန္တလေးမြို့ဘုန်းကြီးလွန်ခဲ့သောနှစ်ကရောက်သွားတော့ဘယင်သင်္ကန်းတိုက်ကတိုက်ရှင်ကဘုန်းကြီးထံလာပြီးတော့ကြော့တယ်ဆရာတော်ကြီးကိုတပည့်တော်ပြတ်မှန်းမိပါလေပြတ်မှန်းမိတာကိုတပည့်တော်ဝန်ချ၍တောင်းပန်ပါလေသူကတောင်းပန်တော့လေဘုန်းကြီးအတိတ်ပဲနားမလဲနောက်တော့သူကအတိတ်ပဲကိုဘုန်းကြီးနားလည်အောင်ပြောပြတယ်တပည့်တော်ဆရာတော်ကြီးပေးရွတ်ရင်မီးမလောင်ဘူးအိမ်တွေကိုမီးကင်းတယ်
ဆရာတော်ကြီးပရိတကိုထက်တယ်လို့ပြောကြတယ်ဆရာတော်ကြီးသေးရွက်ပွဲတစ်ခုကိုတတိတော့သွားနာပါရဲ့တဲ့ဒီနာတော့ကဆရာတော်ကြီးပရိရွက်ကဒီပရိနှစ်သုတ်ထဲပဲဖြစ်တယ်ပရိနှစ်သုတ်ထဲကိုဘေးကအချမ်းရံတော့ပါရဲ့စိတ်ထဲကအားမရဘူးတဲ့ဒါမို့ဆရာတော်ကြီးကိုဒီလိုမနှောကံပြတ်မှန်းမိတယ်နောက်ဆရာတော်ကြီးရဲ့တကူအစွမ်းကိုချမ်းမြေစွာဘဝနေနည်းဆိုတဲ့စာအုပ်ကိုဖတ်တယ်ဒီစာအုပ်ဖတ်တော့အခါကျမှအထာကိုသူသိတယ်အထာဆိုတဲ့စကားခုခက်မှာသုံးရတဲ့စကားဗမာမြန်ပြောလို့ဆိုရင်မဟုတ်ပါဘူးအထာဆိုတဲ့စကားဒီဘဝနောက်ခံပါရမီကိုပြောခြင်းဖြစ်တယ်ပါရမီစေရနာစိတ်အဲ့ဒီဟာကိုအထာလို့သုံးထားတယ်ဒီလိုအထာဆိုတဲ့စေရနာတကောရှိပြီးသားပုဂ္ဂိုလ်ကရွတ်သောစာပေရွတ်သောပရိတ်ဖြစ်မြက်တယ်အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်မို့မြန်မာပြည်မှာရှေးအစဉ်ဆက်ကတည်းကသာသနာတစ်လျှောက်လုံးဉာဏ်တန်ဃာတော်တွေပရိတ်ရွတ်ကြတယ်ပရိတ်နာကြတယ်ပရိတ်ရွတ်ကြတယ်ပရိတ်နာကြတာတည်းမှာပရိတ်ရွတ်လို့ပရိတ်ရည်တွေဆူတယ်ပွက်တယ်ဆိုတာမင်းတို့မင်းတရားကြီးလက်ထက်ကသကပုံတစ်ခုသင်္ကသာဆရာတော်ရဲ့သကပုံတို့ကပါလာတယ်မင်းတို့မင်းတရားကြီးကသာသနာအလွန်ကြီးညိုသောမင်းကြီးဖြစ်တယ်လင်းညာတွင်တန်ဃာတော်ကြီးပြင့်ဆုံးကတ်တယ်လင်းညာအတက်နေ့မှာမန္တလေးမြို့ကြီးမှာပရိတ်နာသောနေ့ဖြစ်တယ်နှစ်ဦးနှစ်ဆန်းမင်္ဂလာယူသောနေ့မြို့ကြီးအန္တရာယ်ကင်းရယူအန္တရာယ်ကင်းပြေရွတ်ပွဲကြီးတွေလုပ်မင်းတို့မင်းတရားကြီးကိုယ်တိုင်သူဓမ္မဝင်ဆရာတော်ကြီးတွေဘွဲ့တစိမ့်တော်ရမရသာပေကျမ်းကလည်းဆရာတော်ကြီးတွေသီးသန့်ပြင့်ပြီးဆုံးကပ်ပြီးတော့ပရိတ်နာတယ်ပရိတ်ဟောတယ်တန်ဃာတော်များကပရိတ်ဟောပြီးတော့ခါမင်းတို့မင်းတရားကြီးကတန်ဃာတော်များနဲ့အလွန်အကျွမ်းဝင်သောကြောင့်ရံပန်ရံခါသူကဆရာတော်ရဲ့နှုတ်ကမိမ့်မြတ်သောစကားကြားနာခြင်းလို့ပြည့်ရပြုရခဲ့လို့ကလိသောစကားလေးလျှောက်တတ်တယ်ဆရာတော်တွေပြေးရွတ်ပြီးတော့ကပြေးအိုးတွေကြည့်တော့ပြေးအိုးတွေကမဆူဘူးမပွက်ဘူးရှေးကတပြီးတော့ကြားဘူးတယ်ရှေးခက်ကမြန်တန်ဃာတော်တွေပြေးရွတ်လို့ရှိရင်ဘေးရည်တွေဆူတယ်ဖွက်တယ်လို့ကြားဘူးပါလေသူကပြေးအိုးကြည့်လို့အခုပြေးရောမြန်ကဇွေးတောင်မမီဘူးလို့ပြောတယ်ပြီးတော့မင်းတရားကြီးကလည်းတို့ရဟန်းတန်ဃာတော်တွေကိုတင်လိုက်ဒီစကားအဖြေပေးဖို့လိုတယ်ဆရာတော်ကြီးတွေကစကားပြောမှလိမ္မာတော့အာဝေသန်းရွှင်တော့သင်္ကသာဆရာတော်ကိုလှည့်ကြည့်ကြတယ်သင်္ကသာဆရာတော်ကအကင်းပါတယ်ဆရာတော်ကြီးကဒီကငါ့ကိုအဖြေပေးစေလိုတယ်ဆိုတာသူကနားလည်ပါနဲ့သူကချပြီးတော့ဖြေတယ်ဟုတ်ပါတယ်တရားတော်မင်းကြီးသံဃာတော်တွေရဲ့ရှေးခက်ကတော့ယဟန္တာပုဂ္ဂိုလ်တွေဖြစ်တယ်ယောဂဖြစ်နေကြတော့ဆရာတော်ကအချိန်ဆုံးခါကဘုန်းကြီးနဲ့စာသင်ပဲဖြစ်ခဲ့တယ်ဆရာတော်ကကြောင်းတယ်သူကရွာရီယောဂဖြစ်လို့ပါတဲ့ရွာ9ရွာအတွက်ရွာရီလေမရွတ်တော့ပဲရွာ9ရွာအလေကကြတော့ဘုန်းကြီးကျောင်းပေါ်ကနေပြီးတော့ဘေးရွတ်တယ်ရွာတွေကိုစိတ်အာရုံကခြုံတယ်ယူတွေဘေးနာခေါ်တယ်ကျောင်းမှာလာတယ်ဘေးနာကြတယ်ဘေးအိုးတွေဘေးရေပလင်းတွေထားကြတယ်ထားပြီးတော့ဘေးရွတ်တယ်ဘုန်းကြီးဘေးရွတ်နေတော့မှဘေးရည်တွေကဆူတယ်ဆူပြီးရေတွေကအကုန်လုံးသပွဲဘော်ကအောက်စီးကြသွားတယ်လူတွေလှုပ်လှုပ်ရှားရှားနဲ့သပွဲဘော်ကတပေါက်ပေါက်ကျနေတော့ရေတွေကိုအောက်ကဖလားတွေနဲ့ခံကြတယ်အဲ့ဒါရဲ့ချို့ကတောက်ကြတယ်ကလေးတွေပါးစားတဲ့မျက်စိတွေပွက်ကြနေကြတယ်လူတွေလှုပ်လှုပ်ရှားရှားနဲ့ဘာဖြစ်ကြတာလဲလို့ဘေးရေအိုးတွေကရေယိုကြတာလေလားလို့ဘုန်းကြီးကြည့်ပြီးတော့နောက်တော့မဟုတ်ဘေးရေတွေဆူတဲ့အကြောင်းပြောတယ်ဘေးရေတွေဆူလိုက်တာဘုန်းကြီးကြည့်နေတယ်ဘုန်းကြီးရှင်နာကကတ်နေတော့ဘေးရေပလင်းကအပေါ်ဆူတော့ဝေကြတယ်အဲ့ဒီဘေးရေပလင်းတွေဆူကြတဲ့ဘေးရေပလင်းတွေသတိထားကြည့်တော့ပြားရေပလင်းများနေပူလှမ်းလို့ဝေကြတော့အခါနောက်ပြားရေပလင်းယူလို့အဝေရက်သွားတော့အခါပြားရေတွေယော့နေတယ်ဘေးရေပလင်းတွေဆူပြီးတော့စီးကြနေတဲ့ဘေးရေပလင်းတွေကြည့်တော့ပလင်းတွေကရေမယော့အဲ့ဒါထူးခြားချက်တွေ့တယ်မန္တလေးနန်းလွင်တက်တယ်တက်ရင်တွေကိုဘုန်းကြီးဝင်ဘေးရွတ်ပေးရတယ်အဲ့ဒီဘေးရွတ်ပေးတဲ့အခါပြားရည်ပလင်းကြီးဆူတယ်ပြားရည်ပလင်းဟုတ်စီချက်ထားတဲ့ဘေးစီချက်ထားတဲ့ဘေးစီပလင်းကြီးကဆူလုံးအကြည့်တော့ပလင်းကြီးကမခံနိုင်ဘူးပလင်းကြီးကအစိတ်စိတ်ကွဲသွားတယ်ကွဲပြီးပြီလို့ဒီပလင်းကအကွဲဟာမပြတ်ဘူးအတွင်းထဲကစီတစ်စက်မှအပြင်ထွက်မကြဘူးပြီးတော့ဘုံဘုကတော်ကြီးက
ဗျာကရစီဒီဖိတ်ကိုမှဆိုရင်လို့အခြားအလားတူဖန်မှုတစ်ခုတည်းလောင်းတဲ့ဖန်မှုလည်းစီဒီအပြည့်ရတယ်လက်ရှိစိတ်တွေကိုယ်နေတဲ့ဖန်မှုတဲ့လည်းစီဒီတရားရွာကြီးဘယေးရေဆိုလိုက်တာနောက်ဘုန်းကြီးခရီးထွက်ခါနေမယ်လူတွေကဘယေးရေလိုချင်ရရဲ့ဗျာငွေကြိုက်တော့သူတေမလို့ဖြစ်လို့စကားမပြောနိုင်မျက်စိတွေမှိတ်နေတာတော့မှဆရာတော်ကြီးဘေးရီတိုက်လိုက်တော့မသေးတော့ဘူးငွေစိတ်တွေပြေးသွားတယ်ကောင်းသွားတယ်ဘာလို့လူတွေကဘေးရီထုလို့ချင်ကြပါလဲဘေးရီတကယ်ရွတ်ခဲ့ပါဘူးခရီးထွက်ခါနေဆဲတဲ့ပြင်းစင်ပြီးမှဘေးရီဟိုတွေလာချကြလို့ဘေးရီတကယ်ရွတ်ရတယ်ဘေးရီရွတ်ကြတော့ယူလိုက်ကြတဲ့ပြေးရအိုးကြီးအိုးငယ်တွေနဲ့အကုန်လုံးဆွဲထွက်ပြီးတော့ဘုန်းကြီးလာချကြတယ်လယ်သမားကြီးတယောက်ကလယ်ရိပ်နေရာကနေပြီးတော့သူများကပြေးနာကြတယ်ပြေးရယူကြတယ်ငါလည်းသွားယူအောင်မှဆိုပြီးတော့လက်ကတည်းကပြစ်ချခဲ့ပြီးတော့ဘုန်းကြီးကြောင့်တက်ပြေးလာဘုန်းကြီးကြောင့်လည်းပြေးရချက်ယူဖို့ရအိုးခွက်ဘာမှမရှိတော့ဘူးသူများဥပုံသူကကိုရင်နေရေချိုးတဲ့နေရာကရေချိုးပလာကြီးတစ်ခုတွေ့လို့အဲရေချိုးပလာကြီးနဲ့ရေတွေကောလာရေချိုးပလာကြီးဘုန်းရှင်နှံလာတော့ဘယ်လမ်းချမှချပြနေရမရှိဘူး။ဒီများကချလို့ပြည့်နေဟိုချရမှလူဒီနာချနောက်ဆုံးဘုန်းကြီးဆိုင်တဲ့ကြရတိုင်းဘေးလမ်းဘုန်းကြီးခြေတော်နဲ့လာချထားတယ်။တပြည့်ပရေးရည်တွေဆူကြတယ်ပလင်းတွေကပွက်ကြတယ်အမြုပ်တွေကအပေါ်တက်ကြတယ်အဲ့ဒါတွေဝိုင်းကြည့်နေတော့သူကလည်းသူချထားတဲ့ရေပလားကြီးကိုငုံကြည့်တယ်။ငါပလားကြီးရေတွေမောက်တက်လာပြီမောက်တက်လာမယ်သူကပြောတယ်။သူပြောတဲ့အတိုင်းဘုန်းကြီးကရေပလားကြီးကြည့်တော့ဟုတ်တယ်မုံပေါင်းကြီးလိုပဲရေတွေကမောက်တက်လာတယ်။အဲ့ဒါတွေ့ရတယ်နောက်ဓနုပြူမျိုးရောက်တော့ဓနုပြူမျိုးကလည်းမျိုးလုံးစုပေါင်းပြီးတော့ဘေးရွပွဲကြီးလုပ်တယ်။အဲဒီဘေးရွပွဲကြီးမှာတော့တတိထားမကြည့်မိလို့လားဘာလားမသိဘူး။ထူးထူးခြားခြားဘေးရည်ကဆူတယ်လို့မမြင်ဘူး။တကားတယောက်ကမေးတယ်။ဘုန်းကြီးကြောင့်နောက်ကလိုက်ပါတဲ့ဥစဉ်တစ်ပါးရှိတယ်။သူတို့လည်းသားပါပဲခက်တာလိုက်တယ်။ဥစဉ်ကိုသွားပြောတယ်။ဥစဉ်တို့ဆရာတော်ကပက်တန်းရွာကြီးဘေးရွတော့ဘေးရည်တွေကဆူတယ်။တပည့်တော်တို့ဓနုပြူမျိုးကြတော့ဘေးရည်တွေကဘာဖြစ်လို့မဆူတာလဲ။ဦးစင်းကလည်းမညံ့ဘူးသူကပညာလားပါပါပြန်ဖြစ်လိုက်တယ်တခါကြီးတို့ဓနုပြူရောကလူတွေက၅ပါးသီလလုံကြရဲ့လားကဲမှတ်ကြရောရှင်းစမမေးရတော့အဲ့ဒီလိုပြကြုံဘူးတယ်တခါတယောက်ကတွေ့ဘူးသေးတယ်အဲ့ဒါကတခြားမျိုးရန်ကုန်မှာပဲဆရာတော်ကြီးပေးရလို့ရှိရင်ဘေးရည်ဆူတယ်လို့ပြောပါတယ်တဲ့တပည့်တော်တို့မှာတော့ဘေးရည်မဆူဘူးတဲ့သူကဆိုတာကြည့်ကြလားလို့ခေါ်ရမယ်ကြည့်ကြတယ်ကြည့်ကြလွယ်ပါလေရော့ဟောဒီအိုးယူကမေးပေါ်သွားတယ်သူကဆိုတာကြည့်နေတာကိုမေးလက်တောက်ပေးပြီလို့အဲ့ဒါဆိုတာကြွစူရီဖြစ်စေမတူစီဖြစ်စေဘေးရတဲ့တဘောရှိတယ်နော်ဘေးရွတ်တာလည်းတဘောရှိတယ်အဲ့ဒါနဲ့ဆက်လို့ဒါကဘေးရအကြောင်းပြောတယ်ဒီဘေးရတွေကိုသုံးနိုင်တယ်ဘေးရွတ်ပြီးတော့ခါဘေးရတွေသုံးနိုင်တယ်မျက်စိနာပူမြအလုံးမျက်စိခတ်ကြမျက်စိနာပြောက်တယ်ခွဲဖို့မဲ့မျက်စိယောဂတွေကြီးတွေတောင်မှဒီဟာဘေးရည်မျက်စိခတ်လိုက်တော့ခွဲမခွဲရတော့ဝင်းတဲ့ယောဂတွေပြောက်တယ်ပင်စာယောဂတောင်ပြောက်တယ်ပင်စာယောဂကြီးတွေဆေးရုံတင်ပြီးသားတွေတောင်မှဘေးရည်တောက်လို့ပင်စာယောဂခွဲမခွဲရတော့အဆုံးနာတီးပြီးနှလုံးယောဂသွေးတို့ယောဂမျိုးစုံပဲဝင်းထဲမှာဖြစ်တယ်အဲ့ဒါတွေဘေးရည်တောက်လို့ပြောက်တယ်သုံးပယောဂနတ်ယောဂအလွယ်လေးကိုယ်ကမှာဖြစ်တဲ့အဖူကြီးပိန်ကြီးတွေလည်းဘေးရည်တုတ်တုတ်ပြီးပြောက်သွားတယ်ဘေးရည်ကအရာရာတကောထန်နေတယ်တက်တဲ့အကြောင်းတွေလက်တွေ့တွေလားလာပြောကြတယ်ငါဘေးရည်ကမြန်မာပြည်မှုတာကွာအမေရိကန်များဆိုလို့ရှိရင်တပလင်း$1နဲ့ရောင်းအောင်တော့$1လောက်တော့အလွယ်လေးရမှာလေအမေရိကန်ပြည်ကကိစ္စယောဂတွေအလွန်ပေါ်တယ်ဒါဘေးရည်တကောထက်တဲ့အကြောင်းနဲ့ဆက်ခုဒါဘေးရည်အကြောင်းစမ်းပြီးလို့ပြောနေတာနော်ဓမ္မောအဝေရကတိဓမ္မစာရိဓမ္မောသူစိန်သောဒုက္ခမဟာဝဟတိဓမ္မောအဝေရကတိဓမ္မစာရိဆိုတဲ့စကားကဓမ္မစာရိတရားကျင့်သောသူကိုဓမ္မောတရားတော်ကအဝေစင်ဆက်ရကတိပြန်၍စောင့်၏ဒီစကားဘုရားဟောတရားဆောင်သောသူကိုတရားကပြန်၍စောင့်တယ်တဲ့တရားကျင့်တော်သူဆိုဒီမှာလူပုဂ္ဂိုလ်သက်ရှိတတ်တော်ဓမ္မောတရားတော်ဆိုဒီကသက်ရှိမဟုတ်ဘူးအဝိညာဏကအသက်ရှိတော့သူကတရားကျင့်လို့ရှိရင်အသက်မရှိတော့အဝိညာဏကတရားကတော့ပြန်ဆောက်တယ်ဟုတ်ပါမလားအဝေအထကလာကအဝေကိုဧကံဒေနလို့ဖွင့်ထားတယ်စင်ဆက်မုတ်ချမှဆောက်တယ်တဲ့
တရားကလက်ရှိတ attva ဖြစ်တဲ့တရားကျင့်တော်သူစောင့်ရဆိုဘယ်ပုံစောင့်လဲနောက်ဘက်ကစကားကဖြည့်ထားတယ်ဓမ္မောဟဝေရကတိဓမ္မစာလိဓမ္မောသူစိန်တော်ဒုက္ခမာဝဟတိတဲ့သူစိန်တော်ကောင်းစွာကျင့်သောဓမ္မောတရားတော်သည်ဒုက္ခချမ်းသာသောအာဝဟတိဆောင်၏ချမ်းသာမှုဆောင်တယ်ချမ်းသာမှုပေးတယ်ဥပမာကိုကမေတ္တာတရားပွားများနေသတ္တဝါတွေကိုမေတ္တာစိတ်ထားပြီးတော့မေတ္တာပွားများနေလို့ရှိရင်ချမ်းသာမှုအလိုလိုဖြစ်တယ်မယုံရင်မေတ္တာပွားကြည့်ကိုယ်စိတ်ကိုပထမချမ်းသာလာတယ်ကိုယ်စိတ်ချမ်းသာပြီးမှသူများကိုချမ်းသာကြည့်လိုက်လဲစေရနာချမေတ္တာပွားလို့ရှိရင်သူဟာတကယ်ကိုချမ်းသာတယ်လားမို့ချမ်းသာမှုလိုချင်ရင်မေတ္တာတရားနဲ့နေကြမေတ္တာတော့ကောင်းတော့အရာဘာမှမရှိဘူးနော်လောကမှာဒီလောကကြီးကမေတ္တာနည်းတယ်မေတ္တာနည်းလို့ဒေါသများလို့ဟိုနိုင်ငံဒီနိုင်ငံတွေအမျိုးမျိုးဒုက္ခတွေကျုံကြတယ်တရေစာပတ္တိဖြစ်စေရေဒီယိုနားတောင်ကြီးဖြစ်စေပြစ်ကြခွဲကြဘုံလေးပေါက်ကြသေးကြတယ်မြန်မာပြည်မှာအဲ့ဒီလိုအားလုံးဖြစ်အောင်လို့မေတ္တာတရားရှင်တွေကလွှမ်းထားရတယ်ဘုန်းကြီးကလာလျှောက်ကြတယ်ဆရာတော်ကြီးဗျာနိုင်ငံကြတဲ့ကိုတိုင်းပြည်လဲအေးကြအောင်မေတ္တာဖြန့်တော်မူပါလို့လျှောက်ကြတယ်ဘုန်းကြီးကမေတ္တာဖြန့်ထားတယ်မြန်မာပြည်ဘာမှမဖြစ်ဘူးဘသူဘာပြောဘာမှမဖြစ်ဘူးစိတ်ချကြအေးနေကြလုံမြဲတဲ့ကိုယ်လို့ဖာတိပါဒနေကိုကလာသူလုံးပြင်းလုံးရှိအခုအစိုးရကအမိုက်လဲမင်းအမိုက်လဲနေတာလောကကြီးအမိုက်လမ်းတွေပြောင်းလို့လဲတာနန်းနေလဲကောက်တဲ့လမ်းတွေဖြောင်းတယ်ကျင်းတဲ့လမ်းတွေချဲ့တယ်နောက်တော့တပြေးနဲ့ချိုးကြတယ်အဲ့ဒီလိုပဲဘုရားဥပ္ပယပြည့်တွေလည်းပြင်းတယ်အစရာရာကောင်းမွန်ပြင်းနေတာမကောင်းအောင်ဆက်ပြင်းရင်ခဏကိုမကြခင်ကျေးဇူးတင်သွားလိမ့်မယ်ဘုန်းကြီးတို့ကဘာလို့ရမလဲဆိုလောကကြီးအေးချမ်းသွားအောင်မေတ္တာနဲ့နေရမယ်လူတွေကလည်းမေတ္တာထားရမယ်မေတ္တာပန်းနေလည်းသင်ပြမယ်ဒါမို့မြန်မာပြည်ကြီးဘာမှမပြည့်စုံဘုန်းကြီးအကုန်မေတ္တာလွတ်ထားတယ်နော်ဓမ္မောအဝေရကတိဓမ္မစာလေးတရားကျင့်တော်သူတရားကပြန်ဆောင်တယ်ဆိုတာလူကိုယ်တိုင်လူတိုင်းမေတ္တာထားကြဘယ်သူမှဒေါသစိတ်မထားနဲ့မာနစိတ်မထားနဲ့မနာလိုဝန်တိုးစိတ်မထားနဲ့ဒီလိုမထားဘူးဆိုလို့ရှိရင်လူတွေအကုန်လုံးအေးချမ်းပြီးတော့နေရမှာပဲအဲ့ဒါယုံကြည်မှတ်ထားကြဒါကစိတ်ထားနေနော်အခုအားလုံးကျမ်းမာရေးချမ်းသာရေးအတွက်ဘေးအန္တရာယ်စင်ကြယ်ရေးအတွက်ခုဘုန်းကြီးဘေးရွတ်တော့မယ်နော်ဘေးဝယ်စားတော့မယ်အမို့အဲဒီခုနပြောတဲ့အတိုင်းပဲလူလောကဆိုဒီမှာကိုပြုတဲ့ကုသိုလ်ကိုယ်သာရင်ပိုင်းတယ်ကိုပြုတဲ့ကောင်းကျိုးဒီကိုယ်သာရင်ချမ်းသာမှုခံစားရမယ်အဲ့ဒါကိုယုံကြည်ထားကြအဲ့ဒီတရားနဲ့စလို့ယေတတ္တာကိုယ်ဘုံနဲ့ကိုဌာနအကျိုးပေးတော်ရောက်နေကြကုန်သောအကျင့်တတ္တဝါပေါင်းတို့သည်ဧကဘုံကြီးဤစိတ်စင်ပမာရှင်ဝင်းသာသည့်တရာရှေပြည့်မြူလေးမတင်တန်းစင်စိတ်ဓာတ်အလူမြတ်တို့ကြောင့်ဧကေတိလူဘုံမှလည်းထိုမြတ်နတ်ဘဝမှလည်းရှင်တဝင်းဝင်းမြမမင်းကြီးပြမှလည်းချိုးကြကြအစသာသိမ့်တရေတံလို့အစဉ်စဉ်မြင့်မြတ်ကြလေကုန်ဤဒေနာထိုမြတ်ကောင်းမှုမျိုးရှင်တကိုကထိန်ဖြိုးဝေစာပရိသာတမျှကဲ့သို့နေရာတကြအကျိုးဝေသူမြတ်လှသောကြောင့်ဧကသမတေအမြတ်ဟူ၍သမုတ်အပ်သဖြင့်မပြတ်ပြုလုပ်အပ်သောအထုပ်ပမာကိုလောက်ပါမိကုသိုလ်ကောင်းအဖျားပြားတို့ကိုဧစေယုံစိတ်စေနာတရားတရားရှိဝဲထား၍ဘွားများမယုတ်အားထုတ်နိုင်ကြကုန်ရာတည်းခုချိန်ကဆောက်ဘေးရွတ်တော့မယ်နော်ဘုန်းကြီးဘေးရွတ်တဲ့အခါတောတောင်ထဲမှာဘုန်းကြီးတောတောင်ထဲနေတယ်တောတောင်ထဲနေတဲ့အခါနတ်များကိုဒီနေ့၃ချိန်ပိတ်ခေါ်တဲ့တရားဟောနတ်များဟောတဲ့တရားတစ်မျိုးအဲ့ဒါကစပြောမယ်ဟိုလောကဆောင်ကြနတ်များပေါင်းလို့တရားနာလာကြဘုန်းတော်ကျော်ဆောင်တာတောင်းတောင်းနာပေါင်းမြို့ဆောင်နာရွာဆောင်နာပေါင်းယုဂသောဘုံမသောအာကာသသုနာပေါင်းလို့တရားနာလာကြကုန်လောရေဆောင်နာရေဆောင်နာအာရဏရောဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုနာသကုလောကဘာလနာတရားဘုရားအတုရာယမအစရှိသောနတ်မြမအပေါင်းတို့တရားနာလာကြကုန်တော့ငကားကလုံးကုမရခိုင်အစရှိသောဥပဒကအပေါင်းတို့တရားနာလာကြကုန်တော့ဝိဇ္ဇာဇောတိတပတိအစရှိသောသူတော်ကောင်းအပေါင်းတို့
တရားနာလာကြကုန်တော့အိုလူပေါင်းနာပေါင်းအပယ်လေးပါးတတ္တဝါပေါင်းတို့တရားနာရန်ဖိတ်ခေါ်ပါကုန်၏ကျွတ်တို့ဒီဝိညာဉ်များစွာတတ္တဝါတို့ချမ်းသာမှုကိုရှင်းရှု၍ကောင်းမြတ်သောစိတ်စေနာဖြင့်ကတ္တဝါများစွာဘုရားရှင်းပြီးဟောကြားတော်မူခဲ့ပြီးတကားထားလင်းဘုရသိမ့်ထိုက်ကြလိအလွန်တရာကြားရနာရခဲလာသွားသောတတ္တသဟတာရဟဂါထာဝိယုပတရဆေဝါကုံအကောင်းမွန်ရိုတေစွာနာကြားကြကုန်လောဂိဏေဝမဟာရာဇာသဗ္ဗိဟောတိသမာဂမောသာနံပါလေတိသင်္ကတိနာသဗ္ဗိဘုသင်္ကမောသဗ္ဗိရေဝသမာသေထသဗ္ဗိကုက္ကေထသံလဝံတတံသတ္တမမညာယသေယောဟောတိနဗ္ဗပိယောဇေရဏိဝေရာဇရထာသူစိတ်တာအထောတရိရံပိဇရံဥပေတိတတိသဓမ္မောနဇရံဥပေတိတံတောအဝေသဗ္ဗိဘဝေတယံတိနဘေသဒုရေပထဝီသဒုရေဘာလံသမုဒ္ဒတဒရာဟုဒုရေတရောဟဝေဒုရတရံဝရဏိတတိသဓမ္မအတတိသရာဇဂိဏေဝမဟာရာဇသဗ္ဗိဟောတိသမာဂမောသာနံပါလေတိသင်္ကတိနာသဗ္ဗိဘုသင်္ကမောသဗ္ဗိရေဝသမာသေတသဗ္ဗိကုက္ကေတသံလောတတံသတ္တမမညာယသေယောဟောတိနဗ္ဗပိယောဇေရတိဝေရာဇရထာသူစိတ်တာအထောတရိရံပိဇရံဥပေတိတတိသဓမ္မောနဇရံဥပေတိတံတောဟေသဗ္ဗိဘဝေတယံတိနဘေသဒုရေပထဝီသဒုရေဘာလံသမုဒ္ဒတတရာဟုဒုရေတရောဟဝေဒုရတရံဝရဏိတတိသဓမ္မအတတိသရာဇသမန္တာသကဝါလေသူအတ္တရာကေသန္တုဒေဝတာသဓမ္မမုနိရာသတသုလန္တုသက္ကမောကတံဓမ္မသဝနာကာလောအယံဗရန္တာဓမ္မသဝနာကာလောအယံဗရန္တာဓမ္မသဝနာကာလောအယံဗရန္တာနမောတတဗုဒ္ဓဝါဒောရဟောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝါဒောရဟောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝါဒောရဟောသမ္မာသမ္ဗုဒ္ဓတယေတန္တာတန္တစိတ်တာတိတရဏတရဏဧထာလောကံတရေဝဘုံမာဘုံမာစဒေဝဂုဏကဏကဏဗျာဝတသဗ္ဗကာလံဣတိအာယတုဒေဝဝရကနကမယေမေရုရာဇေဝတံတောသန္တောသန္တောသဟေတုမုနိဝရဝဆနံသောတုမေကသမေကသဗ္ဗေတုသကဝါလေတုယကဒေဝသပြမနောယံမေဟိကတံဘုံညာသဗ္ဗသံပတ္တိတာရကံသဗ္ဗေတံလူမောဒိတောသမေကသာသနိရတ္တပမတ္တရာဟိတဝလူအာရကတုဝိသေသတောသာသနာတသလောကတဝုတ်တိဘဝတုသဗ္ဗရာသာသနာပိသလောကိသဒေဝရကံတုသဗ္ဗရာသာတေဟွန်တုသုကိသဗ္ဗေပရိဝါရိအတ္တနောနိဂတုနာဟွန်တုသာသဗ္ဗေညာတိပိသာသတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါဧကိတောဝါဥဒကတောဝါပိသသာတောဝါခန္ဓုကတောဝါခန္ဓကတောဝါနက္ခတတောဝါနနဝဒရောဂတောဝါအတ္တဓမ္မတောဝါအတန္တိတိတောဝါအတ္တပုရိသတောဝါသန္တာဟတ္တိအတ္တမိဂခောနာပုဂ္ဂိုလယောစီကမနိတပတိပိဧကတရေသာသုကရမဟိတာယခရကသာတိနာနာဘေယတောဝါနာနာရောဂတောဝါနာနာဥပတောတောဝါအရခံနတုပဏိဒါနာတောပဋ္ဌာယတတ္တတတတပါရမီယောသတ္တဥပပါရမီယောတတပရမတ္ထပါရမီယောတိသမဒိဋ္ဌပါရမီယောပိဿမပလိစ္ဆာကိလောကတ္တစရိယညာတတ္တစရိယဗုဒ္ဓတ္တစရိယံတိဒိဋ္ဌောစရိယယောပစ္စည်းမဘဝေကဘဝကံတေဇာတေပိနိကမနံဗဒနာစရိယံဘောဓိပံလင်ကေမာရဝိဇယံသဗ္ဗညုတညာနာပိဝေဒံဓမ္မစကဗုဒ္ဓနာလောလောကုတ္တရဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓဂုဏေအဝိဇ္ဇတောဝေသာလိယတိသုဘာဂလံတရေသုတိယမရတေပရိဒံကရွန်တောအာယသမအာနန္ဒထေရဝိယကာရုညစေတံဥပတ္တပေတဝဝတိတတသာသေတုသကဝလေတုဒေဝတာယတနံပလေကနတိယသဝေသာလိယပုရေရောဂမနုဿဒုက္ခေကတမ္မုတံဣဝိတံဗယံခေပမန္တရာဒါဝိတိပရိသံတမနာမဟိယာနိတာဗုဒ္ဓာနိသမௌဒာနိဘောမာနိဝယာနိဝန္တာလိကေသဘေဝဗုဒ္ဓသုမနာဘွန်တုအထောဘိတကေသသုနန္တုပါတိတံတသမယိဗုဒ္ဓနိသမေတသဗ္ဗေမတံကရောဓမနုဿိယပဇာယဒီဝသရတောသအာရန္တိယေပလိတသမယိလေရခတ္တပမတ္တယံကေတိဝိဒံဣဒံဝါဟုရဝတကေတုဝယာရတနာပဏိတံနာလောသမအတိတ္တဒေနဣဒံဗုဒ္ဓေရတနာပဏိတံဣတေနသစ္စေနတုဒီဟောတု
ခယံဝိရာကအမတမဏိတောယတေသာကတေကြဝုနိသမာဟိတောနာဒေနဓမေနသမတေကိစီဣဒာမိဓမ္မေရတနာပဏိတံဣတေနသစ္စေနသူတိဟောတုယံဗုဒ္ဓတေထောပရိဝဏယိတုစေသမာရိမန္နန္တိပညာမာဟုမာယနာတေနာသမနာဝတ္တိဣဒံဣဓမ္မေရတနာပဏိတံဣတေနသစ္စေနသူတိဟောတုယေပုဂ္ဂလာထသတံပတ္ထသတ္တာရိဧတာရိယုဂာနိဝန္တိတေတခေနေယသုဒ္ဓသာဝကဣတေသုဒိဏာနိမဗလံဣဒံသံဃေရတနာမိနောဣတေနသစ္စေနသူတိဟောတုယေသုဘယုတ်တာမာနသာရံလေနနိဂာမိနောဂေါတမသာရဏာမိယေပတ္တိပတ္တာအမတဝိကရှာလတ္တမူရနေဟုတိပုံဇမာနဣဒံသံဃေရတနာမိနောဣတေနသစ္စေနသူတိဟောတုယထေဒခိလောပတဝေတိတောတိယစလောယဝတိအတံပကံပိယောတထုမံသဝတိသံဝရာမိယောရိယသစ္စာနိအဝိဇ္ဇပတ္တိဣဒံသံဃေရတနာမိနောဣတေနသစ္စေနသူတိဟောတုယေရိယသစ္စာနိဥပဝယနိဂမ်မေရသင်္ယေနာသုတေတိတာနိကေသာဝေဟွန်တိဘူတံပမတ္တနာတေဘောဓမ္မမာရိယာနိဣဒံသံဃေရတနာမိနောဣတေနသစ္စေနသူတိဟောတုသာဝတ္တဒသနံသဗ္ဗဒါယတရားသူဓမ္မသီတာဝန္တိသက္ကာဒိဋ္ဌိဝေစီကေစီတင်းစသီလဝဒဝါပိယတာရိကေစီစတုဟပါယဟိသဝိပမုတ်တောသစ္စာယဌာနာနိအဘဘကာလောဣဒိတံယေရတနံပရိယဣတေနသစ္စေနသူတိဟောတုကိစ္ဆာပိတောကမ္မံကရောတိဘာပကံကာယေနဝါစာဥရစေတတဝအဘဘောသောတတပိစ္ဆာဒါယအဘဘတဒိဋ္ဌဝလသဝုဒ္ဓဣဒံဤသံဃေရတနာမဏိတံဣတေနသစ္စေနသူတိဟောတုဝနပကုံဘေယတဗုတိတက်ကေဂေမာနမာသေပထမသမိန်ဂေမေတထုမံဓမ္မဝရအာလေတိနိဗ္ဗာနဂာမိပရမိတာယဣဒံဤဗုဒ္ဓေရတနာမဏိတံဣတေနသစ္စေနသူတိဟောတုဝရောဝရေညုဝရတောဝရအာရောအနုတ္တရောဓမ္မဝရအာလေတိဣဒံဤဗုဒ္ဓေရတနာမဏိတံဣတေနသစ္စေနသူတိဟောတုခိနံပုရာဏံလောနာတိတံဘောဝိရဒစိတ်တာယတိကေဘောသမိန်ဒေခိနပိသာဟုရုံတိသန္တာနိဗ္ဗန္တိတိရဣတိယံဒီဝါဣဒံတံယေရတနာပိရံဣတေနသစ္စေနသူတိဟောတုယန္တိတာဘုဒ္ဓာနိသမဝဒ္ဓာနိဘုံဝါနိဝယန္တိဝန္တာလိကေသတ္ထာဝတံဒေဝမနုဿပုဇိတံဗုဒ္ဓံသမတ္တမသူတိဟောတုယန္တိတာဘုဒ္ဓာနိသမဝဒ္ဓာနိဘုံဝါနိဝယန္တိဝန္တာလိကေသတ္ထာဝတံဒေဝမနုဿပုဇိတံဓမ္မနမတ္တမသူတိဟောတုယန္တိတာဘုဒ္ဓာနိသမဝဒ္ဓာနိဘုံဝါနိဝယန္တိဝန္တာလိကေသတ္ထာဝတံဒေဝမနုဿပုဇိတံသံဃာနမတ္တမသူတိဟောတုယတနုဘဝတောရကနိဝတသင်္တိဗေဒနံယမိဇေဝနုယုဇာတောရတိန်ဒီဝမတန္တိတောဒုက္ခံသုပတိသုတ်တောသဘာပံကေတိနပတ္တိဧဝမတိဘုနုပေတံပရိဒံဓမ္မနာမဟေကရဏီယမတကုလေနာယန္တတန္တမရာမိသမစ္ဆဇဂဥဒုသာသုဒုသဒုဝသောသတ္တမုရုဏတိမာနိသံလောတကောသသုဝရောသဘာဂိတောသသံလောကဝုတိသန္နေတရိယောသနိပကောသအပကဘောကုလေတောနာနုကေတောနာသဗုဒ္ဓမာတရေကေစီယေနဝိညုပရေဥပဝဒေယောဒုက္ခိနောဝခေမိနောဟွန်လူသဗ္ဗတတ္တဘွန်လူဒုက္ခိတတ္တယေကေစီပါဏာဘုဒ္ဓတိတတ္တဝသာဝရဝနုအတေတာဒီဃဝါယေဝမန္တာမဇ္ဈိမရတကအနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိဥဝိဒုရေဘုဒ္ဓဝသံဝေတိဝသဗ္ဗတတ္တဘွန်တုဒုက္ခိတတ္တနာပရောပရံနိဂုဗေဒနာတိမညေတကတ္တစေနံကေစီဗျာရောဒနာပတိဃတညာညညမညတာဒုက္ခမိတ်စေယမတာယတနိယဗုဒ္ဓံမာယုတာဧကဗုဒ္ဓမနုရခေဧဝမိသဗ္ဗဗုဒ္ဓေတုမာနသံဘာဝေအပရိမာဏံမတေသသဗ္ဗလောကသမေမာနသံဘာဝေအပရိမာဏံဩဒံအရောဇာတိရိယသအတံဘာလံအဝေရမသပ္ပတံဒိဋ္ဌံစရံနိသိဏောဝသေယနောယဝတ္တဝိတမေတောဧတံတရိအဋိဋ္ဌေယသမမေတံဝိဟာရမိတမဟုဒိဋ္ဌိသာနုပကမသီလဝါဒသနေနတမ္ပန္နောကာမေတုဝိနိယကေရဏိသတုကပ္ပတိယပုဏ္ဏရေတိသဗ္ဗတိမိတဇာတိနံဒေဝမန္တကတံဝိယယာနာတေတိဝိသံဃောလံတေတိသာပိပရိတယံအနာခေတ္တမိသဗ္ဗရာသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောဟိနိဝါရေတိပရိဒံဓမ္မနာမဟေဝိရုပကေဟိမေမတ္တမတ္တဧယပတိဟိမေသဗျာပုဒ္ဒေဟိမေမတ္တမနဂာနဂောဓမကေဟိသ
အပါလကေဟိမေမတ္တမတ္တလူပါလကေဟိမေသရုပ်တေဟိမေမတ္တမတ္တဘောတေဟိမေမမအပါလကောဟိန္တိမမဟိန္တိလူပါလကောမမသရုပ်ရောဟိန္တိမမဟိန္တိဘုဗ္ဗရောသဗ္ဗေတတ္ထာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေဝတ္တရာနိပါတံလူမာကေတိပါပမာဂမအပမနောဗုဒ္ဓောပမနောဓမ္မောပမနောသံဃောပမာဏဝန္တာနိတရိသပ္ပါနိဟိဝိစေကသလပိဩနနာပိတရပုမုတိကကဒါမေရကကဒါမေပရိဒာလေကနာလူဗုဒ္ဓာနိသောဟံနမောဘဂဝါတောနမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာသောဟံနမောဘဂဝါတောနမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာသောဟံနမောဘဂဝါတောနမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာဘုရန္တံဘောရိသမ္မာရေနိဗ္ဗာန်ဝတ္တဇာတိယယတတေသေနာဓဝကိမာသတ္တံဝိဝစီထေရတသာယဗုဒ္ဓသာလောကနာတေနာပါတိတံကပ္ပဒါယမာတေသံပရိဒံဓမ္မနာမဟေအတိလောကေသီလကုဏောသစ္ဆံသောစေယနုတ္တယယေနာသစ္စေနာဂာမိသစ္စာကိရိယမနုတ္တလံအဝေဇေတောဓမ္မဖလံတရိတောပုဗ္ဗကေစီနေသစ္စာဖလမောသာယသစ္စာကိရိယမကာလံသန္တိပက္ခအပါရဏသန္တိပါရအဝေစနာမာတာပိတ္တသာလေကန္တာဇာတဝေဒပလိကမသာသစ္စေကဒေမေရှံမာပစ္စရိတောတိတိဝေစေတိသောလာသဂရိတာနိဥဒကံပတ္တဝါယထာတိတိသစ္စေနာမေသမောနတိဣသမေသစ္စာပါရမီဣတိပိတောဘဂဝါအံသမတံဗုဒ္ဓောဝိဇာသရဏတံပန္နောသူတောလောကဝိတုအနုတ္တရောဘူရိကသမသရတိတတ္တရိဝမနုဿန္နံဗုဒ္ဓောဘဂဝါတိသောခါလောဘဂဝါဓမ္မောတန္တေကြီးကောအာကာလိကောအေဟိပတိကောဩပနေဟိကောပစ္စတံဝေဒဘောဝိယုဟိတိသောဝိဗန္နောဘဂဝါတောသာဝကသံဃောဥတုတိပန္နောဘဂဝါတောသာဝကသံဃောညာယတိပန္နောဘဂဝါတောသာဝကသံဃောသာမိစိတိပန္နောဘဂဝါတောသာဝကသံဃောယတိရံသတ္တာရိဘူရိသာယုဂာနိတဘူရိသာပုဂ္ဂလဣသဘဂဝါတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒိဋ္ဌိနေယောအင်္စလိကရဏီယောအနုတ္တရပုညကတံလောကတာတိဧဝံဗုဒ္ဓသရဏနံဓမ္မသံဃေသဘေကောဘယံဝါသမိတတံဝါလောမံသောဝသောနာဟေတတိယံလိုဒီမိတံဝမေဝေသယောသမနာဘောတကုဏတတတောဘာဘကောတုတုပိနအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာတမေတုယံလိုဒီမိတံဝမေဝေသယောသမနာဘောတကုဏတတတောဘာဘကောတုတုပိနအကန္တံဓမ္မာနုဘာဝေနဝိနာတမေတုယံလိုဒီမိတံဝမေဝေသယောသမနာဘောတကုဏတတတောဘာဘကောတုတုပိနအကန္တသံဃာနုဘာဝေနဝိနာတမေတုသဗ္ဗိတိယောဝိဝဇန္တုသောကောလောကဝိနာတတုမာတိဘောတန္တရာယဒုက္ခိတိကယုကောဝါဘိဝနာတိလိကနေဆောင်လာမစာယိနောသတ္တရောဓမ္မဝတ္တံဒီအာယုဝနောဒုက္ခမလံဤပရိက္ခယတော်ကိုရွတ်ပါရသောကုသိုလ်ကောင်းမှု၏ကိုယ်ဘာကကို၎င်းမြတ်စွာဘုရားရှင်ဂုဏတော်ကိုရွတ်ပါတဲ့ဆရာကုသိုလ်ကောင်းမှု၏ကိုယ်ဘာကကို၎င်းပြေပွဲအပိသတ်တော်မယ်နော်ပိသသာလို့ခေါ်ကြတော်ဆောင်နာတောင်းဆောင်နာမြို့ဆောင်နာရွာဆောင်နာယုဂဆိုဘုံမဆိုအာဂတဆိုရေဆောင်နာရေဆောင်နာသာလနာတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုံနာစတုလောကပါဠနာတရားမြမအတုရာယမနဂါကလုံဂုံမယက္ခိုက်ဝိဇ္ဇာသောជីတဝတိမစပြု၍30ဘုံကျင်လေကုန်သောဝေရီများစွာတတ္တဝအနန္တတို့ဟာတတ္တဝအာလုံးတို့အားအမြပေးဝေပါကိုအမြယူတော်မူကြပါအာလုံးကိုအမြရ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးစုပေါင်းပြီးတော့သုံးကြိမ်အမြဝေကြအောင်
လူတွေထိုင်တဲ့ထိုင်အောက်မထားရဘူးလူအိတ်တဲ့ကလေးအောက်မထားရဘူးမြင့်တဲ့နေရာမှာထားရမယ်ဘေးရည်ဒီပလင်အိမ်နဲ့ထားလို့ရှိရင်အဲ့ဒီအိမ်မှာမီးမလောင်လွန်ခဲ့တဲ့ရက်ကရန်ကုန်မြို့ဘုန်းကြီးကဘာအေးဘေးရွတ်တော့ဧည့်သည်တယောက်ကသူများနည်းတူဘေးရည်ဒီပလင်လာချစ်ချထားသူပြန်သွားတော့ဘေးရည်ပလင်သူတို့မျိုးယူသွားတယ်သူကလာရှိုးရောက်တော့သူကဒီပလင်ကိုနှစ်ပလင်ပွားလိုက်သူကအိမ်နှလုံးရှိဟိုဘက်အိမ်မှာတစ်လုံးဒီဘက်အိမ်မှာတစ်လုံးသူ့အိမ်ထဲမှာသဘောပေါ်တင်ထားတယ်လာရှိုးမျိုးမီးကြီးကျယ်လောင်တော့သူ့အိမ်နှလုံးမလောင်ဘူးဝင့်ကြံသွားတယ်အဲ့ဒါလူတွေကဝိုင်းကြည့်ကြတယ်ထိုလေးတူရရန်ကုန်ကိုကသူ့ညီလက်ဆောင်လူတစ်ခုပေးမယ်ဆိုပြီးတော့အုပ်ဖို့မျိုးကလာတော့သူ့ညီကိုပေးလိုက်တယ်ဘေးရပလင်ယူသွားသူဘေးရပလင်အိမ်သဘောပေါ်တင်ထားအုပ်ဖို့မျိုးမိရကြီးကျယ်လောင်တော့အဲ့ဒီလူအိမ်မလောင်ကြမ်းနေတယ်သူ့ကိုကြီးကပြောတယ်သူ့ကိုကပြန်ကြားရေးရရှိဦးစောဦးငါညီငါကဘေးရပလင်ပေးလိုက်ပေးလို့လားကွာဒီလိုလာပေးလိုက်ရင်မင်းအိမ်ကြီးတော့ပါသွားပြီသူကလည်းကူညီရတော့မှာပဲလို့ခုတော့ဘေးရပလင်ပေးလိုက်လို့မင်းအိမ်ကြီးတော့သွားတယ်လို့ပြောတယ်ဘုန်းကြီးလာလျှောက်တယ်အဲ့ဒါမှတ်ထားကြဘေးရပလင်အိမ်ရတာအဲ့ဒီအိမ်ကြီးမလားအဲ့ဒီခုနပြောတဲ့အတိုင်းပဲလူလောကဆိုဒီမှာကိုပြုတဲ့ကုသိုလ်ကိုယ်သာရင်ပိုင်းတယ်ကိုပြုတဲ့ကောင်းကျိုးဒီကိုယ်သာရင်ချမ်းသာမှုခံစားရမယ်အဲ့ဒါကိုယုံကြည်ထားကြရေတတ္တကိုယ်ဘုံနဲ့ကိုဌာနအကျိုးပေးတော်ရောက်နေကြကုန်သောယံတတ္တဝါပေါင်းတို့သည်အဲ့ကဘုံကြီးဤစိန်စင်ပမာရှင်ဝင်းသာသည့်တရားရှိပြေမြူလေးမတင်တန်းစင်စိတ်ဓာအလူမြတ်တို့ကြောင့်ဧကင်တိလူဘုံမှာလဲထောမြန်နတ်ဘဝမှာလဲရှင်တဝင်းဝင်းယမမင်းကြီးပြမှာလဲချိုးကြကြအစသာသိမ့်တရေတင်လို့အစဉ်စဉ်မြင့်မြတ်ကြလေကုန်ဤဒေနာထိုမြတ်ကောင်းမှုမျိုးရှင်တကောကထိန်ကျိုးဝေစာပရိသာတမျှကဲ့သို့နေရာတကြအကျိုးဝေသူမြတ်လာသောကြောင့်ဧကသမတေအမြတ်ဟူ၍သမုတ်အပ်သဖြင့်မပြတ်ပြုလို့အပ်သောအထုပ်သမာကိုနောက်ပါမိကုသိုလ်ကောင်းအဖျားပြားတို့ကိုယေဇေယုံစိတ်စေနာသရတရားရှိဝဲထား၍ဘွားများမယုတ်အားထုတ်နိုင်ကြကုန်ရသတည်း